နာမဝင်လာတဲ့မမေတွေလည်းမင်္ဂလာပါတီချာအဲ့ဒါအားဆိုရင်တီချာတို့တသားမီးလေးတွေ KG team ကတော့လူဆောင်သွားပြီနောက်တစ်ချက်ကတီချာတို့ဒီမှာကျောင်းချိန်ပေါ့နော်ကျောင်းချိန်ကိုတီချာစုတည်6 ခွဲနဲ့နောက်ကျတဲ့တသားမီးလေးတီချာစုတွေ့ပါတယ်အဲ့တော့ KG ဖြစ်တဲ့အတွက် KG ရဲ့လူမဆုံးပါဆိုလို့တီချာဆဆချင်းတုန်းက KG ရဲ့ milestone တွေ KG target ထားတဲ့အကြောင်းတွေကိုတီချာမပြောရသေးဘူးပေါ့နော်အဲ့ဒီဟာတွေကိုတီချာပြောပြမယ်အဲ့တော့ဒီ KG ဒီတီချာတို့ရဲ့ pre level မှာသူတို့ဒီအမြင့်ဆုံးဖြစ်တဲ့အတွက်အတန်းချိန်ကို6 ခွဲထက်နောက်မကျဖို့တီချာ request လေးလုပ်ချင်ပါတယ်เนาะ request လေးလုပ်ချင်ပါတယ်ပြီးရင်ပြန်တဲ့အချိန်ဒီတသားမမီးလေးတွေဒီတီချာတို့ကferry ပေါ့နော် ferry ကတော့တချို့နှစ်ခွဲဆိုရင်ဆင်းတယ်ဒါပေမဲ့ဒီနှစ်ခွဲဆင်းတာဒီတချို့စုဒီ July ဒီတလပြီးတာနဲ့3နာရီပြန်ဖြစ်ချင်ပါတယ်အဲ့တော့ကလေးတွေကဒီရှေ့ပိုင်းမှာပေါ့နော်နှစ်ခွဲကနေ3နာရီအတွင်းမှာစာကတော့လုံးဝမလွတ်သွားဘူးဘာလို့လဲဆိုတော့ကလေးတွေကိုတချို့က9နာရီကလေးအကြောင်းခေါ်ထားတာဖြစ်တဲ့အတွက်9နာရီကနေ6 ခွဲမှာကလေးတွေကိုစာတင်တာရှိရင်စာတင်တာတွေပြန်ပြီးတော့လွတ်သွားတွေတေချာပြန်လုပ်ပေးတယ် activity ကအစလွတ်သွားတွေတချို့တေချာပြန်လုပ်ပေးပါတယ် KG ထဲမှာ ferry ပါရင်အဲ့လိုမျိုးတချို့တေချာလုပ်ပေးပါတယ်ပေါ့နော်အတိကဒီချေစုចောင်းချိန်နောက်မကြခြင်းလို့ပါចောင်းချိန်နောက်မကြခြင်းတော့6 ခွဲထက်နောက်မကြခြင်းတော့လေ6 ခွဲဆိုရင်သူတို့တွေဒီနေ့ရက်အလိုက် assembly ချိန်တွေရှိတယ်6 ခွဲအတိဆိုတာနဲ့ assembly ချိန်တွေရှိတယ်တချို့ရက်မှာ assembly ရှိတယ်လို့တချို့ရက်မှာ circle တိုင်းတချို့ရက်မှာဖျားရှိကိုတချို့ရက်မှာ PE စသဖြင့်အဲ့လိုအားတွေဒီ activity တွေတိုင်းဒီကလေးတိုင်း mass P တက်ရမယ့် activity တိုင်းဒီကျတို့6 ခွဲအတိမှာနေလောက်ထားတယ်ပေါ့နော်ចောင်းချိန်ကိုလေးလေးစားစားလေးဖြစ်စေခြင်းတဲ့အတွက်ကျတို့6 ခွဲအတိလောက်တာဖြစ်တဲ့အတွက်ကလေးចောင်းချိန်နောက်ကျရင်အဲ့ဒီ activity လွတ်သွားမှာဆိုလို့တခုလွတ်သွားရင်သူတို့တွေကဒီ behavior manner ဘိုင်းမှာပါနည်းနည်းလေးထိတယ်ဘာလို့လဲဆို team work နဲ့လုပ်တဲ့ဟာတွေကိုသူတို့နည်းနည်းလေးနောက်ကျကြံခဲ့နိုင်ချေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီချက်ကို6 ခွဲအတိတော့ចောင်းရောက်ပို့ပေးပါလို့ဒီချက် request လေးလုပ်ချင်ပါတယ်ဘာကြောင့်မမေတို့အဲ့ဒါလေးပြောချင်တာလဲဆိုတော့တို့ KG တွေကလေအရင် pre-K နဲ့မတူတော့ဘူး pre-K နဲ့မတူတော့ဘူးသူတို့ဒီ KG student ဖြစ်ပြီဆိုပြီးတော့ confidence ကလည်းတက်လာပြီစော့နိုင်အားကလည်းတက်လာပြီစော့တာနဲ့များစာပိုင်းကလည်းတက်လာပြီအဲ့တော့စာပိုင်းပေါ့နော်စာပိုင်းကိုအရင်ပြောမယ်စာပိုင်းပြီးမှဒီချက်အဲ့ဒီစော့တဲ့ဘက်ကိုပြန်ပြောပြပေးမယ်အဲ့တော့စာပိုင်းမှာဆိုလို့ရှိရင်ကလေးတွေဒီ KG ဖြစ်တဲ့အတွက်ဒါဘေးမှာတသားမမီးတွေရှိရင်ဒီချက်ကို listen carefully okay နော် listen carefullyစာပိုင်းဖြစ်တဲ့အတွက် KG တွေဒီစာမဖြစ်မနေရေးကိုရေးရပါမယ်မဖြစ်မနေရေးကိုရေးရပါမယ်ဒါဒီဂျွန်လကလေးကတချို့တို့စတာ pre KG ပြီးခဲ့နေ2 လကလေးကတချို့တို့အကြောင်းကကလေးတွေအကုန်လုံးဒီ KG ကို ready ဖြစ်ဖို့အတွက်တချို့တို့တွေဒီပြင်ဆင်ထားကြပြီအဲ့လိုမျိုး ready ဖြစ်တာနဲ့များတချို့တို့တွေဒီ KG မှာလည်းစာကိုမဖြစ်မနေရေးရပြီရေးတဲ့အချိန်မှာမရေးချင်ဘူးတော့ပြီးရင်နောက်တစ်ခုစာကများတယ်တို့လက်တွေကနာနေပြီတို့မမေရေတီချယ်ကစာတွေရဲရေးခိုင်းတာပဲတို့အဲ့လိုမျိုးတသားမမီတွေရှိပါတယ်ပြီးရင်နောက်တစ်ခုအိမ်မှာဆိုရင်လေဒါကနော်မမေတွေကိုပြောရင်အဲ့လိုမျိုးပြောတယ်တီချယ်တွေကိုပြောရင်အိမ်မှာလဲမိမိကစာမြဲတမ်းရေးနေရတာအိမ်မှာလဲတသားစာမြဲရေးနေရတာမမေကစာပဲလောက်ခိုင်းနေတာပဲအဲ့လိုမျိုးမမေတွေကိုလည်းပြန်တိုင်တဲ့သူတွေရှိတယ်အဲ့တော့ဘယ်လိုဖြစ်နေလဲဆိုတော့တို့သားတွေသမီးတွေကနှစ်ဖက်ခွပြီးတော့သူတို့တွေဒီသူတို့တက်တာရစေဖို့အတွက်တကယ်ကိုသူတို့တွေဒီချွဲပြစ်နဲ့ပြောတတ်တဲ့အရွယ်တွေဖြစ်နေပြီအဲ့တော့မမေတို့တွေဒီအဲ့ဒါလေးကိုနားလည်ပေးစေခြင်းတယ်နားလည်ပေးစေခြင်းတယ်ဘာလို့လဲဆိုတော့တီချယ်တို့ကဒီနောက်ပိုင်းပေါ့နော် KG ကလေးကတော့ KG အစကလေးကတော့တီချယ်တို့အဲ့ဒီရဲ့ rules တွေကိုဝင်အောင်တော့တီချယ်တို့လုပ်နေပြီလုပ်တဲ့အချိန်မှာကြောင်းမသွားခြင်းဘူးလို့ဒါဒီတမ်းမဟုတ်ဘူး KG ကတစ်ခန်းရှိရပါတော့နှစ်ခန်းတချို့ C1 မှာလည်းတစ်ခန်းရှိရအဲ့လိုမျိုးတွေကြောင်းမသွားခြင်းမူလို့လက်ရမ်းနာတယ်လို့စသည်ပြဿနာလေးတွေဖြစ်လာတဲ့အချိန်ကျရင်မမေတို့ဒီဒါဒီကလေးတိုင်းမှာဒါဒီကလေးတိုင်းဖြစ်တယ်ဆိုတာကိုလက်ခံပေးပါပြီးရင်တသားမမီလေးတွေကိုတီချယ်တို့ကိုလေးလေးစားစားနဲ့တီချယ်တွေစာတင်တာကိုတေချာလေးစိတ်ပါဝင်စားဖို့အတွက်တီချယ်စုကဒီ meeting နောက်ဆုံးပိုင်းမှာတေချာလေးပြပေးမယ့်ဟာလေးတစ်ချက်ရှိပါတယ်အဲ့တော့ KG ဖြစ်တဲ့အတွက်ကလေးတွေဒီစာရေးရမယ်စာရေးကိုရေးရမယ်စာလောက်ရမယ်အရွယ်တွေဖြစ်တယ်သူ့ရဲ့ pressure တန်ပေါ့နော်ကလေးရဲ့ဒီ
ဒီရဲ့9နှစ်ကနေ6နှစ်အတွင်းမှာ4နှစ်8လကနေ9နှစ်8လအတွင်းပေါ့နော်ဒီချဲစုတို့ဒီ kg တသားမမီလေးတွေဆိုရင်အဲ့ဒီအတွင်းမှာ pressure တန်ကိုသူ့ရဲ့ကလေးအရွယ်နဲ့လိုက်တဲ့ pressure လေးတွေဒီချဲတို့ပေးပါတယ်ဥပမာဗီဒီယို homework လောက်ခိုင်းတာတော့နောက်တစ်ခုအိမ်စာပေးတာတော့စသဖြင့်ဒါလေးတွေလောက်ခိုင်းတာတွေဖြစ်တဲ့အတွက်ကလေးတွေဘလို့ပဲချစ်စပွဲအမူအရာနဲ့မလောက်ချင်ဘူးပြောမမေတို့ကလောက်ကိုလောက်ရမယ်ဆိုတာကိုနားလည်ပေးပါပြီးရင်အဲ့လိုမျိုးပြောတဲ့အချိန်ကြလို့ရှိရင်ဒါဒီကျောင်းကခိုင်းလိုက်တာဖြစ်တဲ့အတွက်ကလေးတွေဒီမဖြစ်မနေလောက်ရမယ်ကျောင်းရဲ့စာကိုပြီးအောင်လောက်ရမှာဒီကလေးကျောင်းသူကျောင်းသားတယောက်ရဲ့တာဝန်ဖြစ်တယ်ဆိုတာကိုဒီချက်ကိုကလေးရဲ့စိတ်ထဲမှာတေချာလေးအဓိကသူတို့စီကန်းရှိအောင်ပေါ့နော်ချက်ကိုပြောပေးပါလို့ကလေးတွေကိုပြောပေးပါလို့တောင်းဆိုကြပါတယ်ဒီချေတို့ဘက်ကနေလဲကလေးတွေကို behavior manner တွေကိုတေချာလေးသင်သွားပေးမယ်အတန်းတွင်းမှာတငယ်ချင်းချင်း bully case တွေလုံးဝမရှိစေရအောင်ဒီချေတို့လုပ်မယ်ပြီးရင်တငယ်ချင်းချင်းချစ်တဲ့စီဖို့ဒီချက်တေချာလေးတင်ပါတယ်အဲ့တော့အိမ်ကနေလဲမမေတို့ကဘယ်တငယ်ချင်းနဲ့ဆိုမပေါင်းနဲ့နော်ဘယ်သူနဲ့ဆိုအတူတူမထိုင်နဲ့နော်အဲ့လိုမျိုးလုံးဝမမှာပါနဲ့လုံးဝမမှာပါနဲ့ဒီချေတို့ကိုတငယ်ချင်းချစ်တတ်တဲ့စိတ်လေးနဲ့ကဘာကြီးကိုအကောင်းမြင်စိတ်လေးပဲဖြစ်အောင်လို့ဒီချေတို့ဒီ KG ကလေးကစတင်မွေးမြူရမှာဖြစ်တဲ့အတွက်ဒီဟာလေးကိုဒီချက်ကိုတေချာလေးလိုက်နာပေးဖို့ဒီချက်စုက request လုပ်ချင်ပါတယ်ဘေးဗီယာမန်နာတင်လို့ရှိရင်ဒီချက်တို့ကကျောင်းမှာရိုက်တာလုံးဝမလုပ်ပါဘူး punishment ပေးတာ KG မှာလုံးဝမလုပ်ပါဘူး KG မှာစာမရလို့ထိုင်ထားလောက်ခိုင်းတာတို့ KG မှာစာမရလို့လက်မြောက်ခိုင်းတာတို့ teacher တို့လုံးဝမလုပ်ပါဘူးဘာလို့လဲဆိုတခါတလေမှာကလေးက attention လိုချင်တဲ့အတွက်မမေ teacher ကတသားကိုဒီနေ့ရိုက်တယ်မမေသမီးကိုဒီနေ့ရိုက်တယ်ဒီလိုတွေပြောလာနိုင်ခြေရှိပါတယ်အခုတော့မပြောသေးဘူးပေါ့နော်စာနည်းနည်းပြီလာရင်ပြောလာနိုင်ခြေရှိတယ်အဲ့ခါကျရင်လည်း teacher တို့လုံးဝအာမခံနေမမေတို့အဲ့စကားတခွန်ကြားတာနဲ့ teacher တို့ကိုဥပမာ CCTV ပြန်ကြည့်ကျင်လဲဆိုရင်လည်း teacher စုရ CCTV လုံးဝကိုပြန်ဖွင့်ပြနိုင်တယ်ပေါ့နော်ပြန်ဖွင့်ပြနိုင်တယ်ဒါပေမဲ့မိဘတွေကတော့ teacher တို့ဒီလောက်နေကတော့အရင်ကြီးလိုမျိုးကြီးဖွင့်ပြခိုင်းတာတို့ဘာလို့တော့အခုတတိတော့မရှိပါဘူးဒါပေမဲ့ teacher စုတည်ပြောပြတာက teacher တို့ကိုယုံကြည်ဖို့ teacher တို့ရဲ့ဒီ KG တန်းကိုတာဝန်ယူထားတဲ့ subject teacher တွေရှိတယ်ပြီးရင် main teacher ရှိရယ် home run teacher ရှိရယ် teacher တွေကိုလေးလေးစားစားဆက်ဆံတတ်ဖို့ဒီ teacher စုက teacher တွေကမမေတို့ကပူပေါင်းမှကလေးတွေကလေးလေးစားစားဖြစ်လာမှာပါအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကလေးကဆရာမကိုယုံကြည်အားကိုးပြီးလေးစားတော့မှာမဟုတ်ဘူးအဲ့တော့ teacher ကအဲ့ဒါလေးတစ်ခုလဲ request လေးလုပ်ချင်ပါတယ်ချင်းတငယ်ချင်းချစ်ပြီးတော့ teacher စကားကိုနားထောင်တတ်စီပေါ့နော် teacher တို့ဘက်ကလည်းနီးမှန်လမ်းမှန်ပဲတေချာတွင်တင်ဆုံးမမယ်ပြီးရင် teacher စုတည်လုံးဝ child psychology ကိုဒီ emphasize ကိုထားတာဖြစ်တဲ့အတွက်ကလေးစိတ်တရားမရစေရအောင်လို့ teacher ကတော့အရင်ခယူဆိုင်တယ်ကလေးတယောက်ချင်းစီကိုကြည့်ရပေါ့နော်ကလေးတယောက်ချင်းစီကိုကြည့်ရတီချယ်တို့ကျောင်းမှာကလေးတွေရောက်100ကျော်ရှိရရောက်100ကျော်ရဲ့ကလေးတွေဒီတီချယ်စုကိုမသိတဲ့သူဆိုတာမရှိဘူးတီချယ်ကလည်းကလေးတွေရဲ့နာမည်ကိုမသိတဲ့သူဆိုတာမရှိဘူးအဲ့လောက်ထိကိုရင်းနှီးတယ်ဒါပေမဲ့တီချယ်စုဒီအတန်းတော့မဝင်ဘူးဒါပေမဲ့နေ့စဉ် daily မှာဘယ်ကလေးဘာဖြစ်တယ်ဘယ်ကလေးထမင်းမစားဘူးဘယ်ကလေးအသားမလို့မဝါဘူးဘယ်ကလေးကအရွက်မလို့မစားဘူးအဲ့လိုမျိုးအသေးစိတ်ကိုတီချယ်ဒီကြည့်ပြတာဖြစ်တဲ့အတွက်ဘယ်ကလေးကဘာဆိုတာဒီချေစုကတေချာလေးသိတော့ KG အဲ့တော့စာရေးရလို့ငိုတဲ့ကလေးစာရေးရလို့မရေးချင်ဘူးပြောတဲ့ကလေးဆိုလို့ရှိရင်လည်းလုံးဝလက်မခံပါနဲ့မမေတို့လည်းလက်မခံနဲ့တီချယ်တို့လည်းလက်မခံအောင်အဲ့လိုမှမဟုတ်ဘဲနဲ့တီချယ်တို့ကလက်မခံမဲနဲ့မမေတို့ကလက်ခံလိုက်တယ်ဆိုလို့ရှိရင်ကလေးကမမေကိုပဲအားကိုပြီးတော့စာမရေးတော့ဘူးဖြစ်တတ်တယ် KG ရွယ်မှာဒီ milestone ကိုမိအောင်လုပ်ရမယ်ဆိုမိကိုမိရတော့မှာသူတို့ဒီဟာဒီအရေးလေးကျင့်ရတော့မယ်လို့ယူဆလို့ရှိရင်ရေးကိုရေးပါတယ်လုပ်ကိုလုပ်ပါတယ်ဆက်စချင်းလောက်ပဲနည်းနည်းပြင်မှန်းတာပေါ့နော်အစပိုင်းမဲ့ဒါပေမဲ့ဒီရဲ့အတန်းကတသားမီလေးတွေကတော့ဒီချေမြင်တာကတော့စာတေချာလောက်ကြတယ်စာတေချာလိုက်ရေးတယ်ဒီချေတွေစာတင်တာကိုလည်းတေချာပေး tension ရတယ်ပေါ့နော်အဓိကကတော့ပေါ့နော်အဓိကကတော့စာရေးရပါမယ် KG ဖြစ်တဲ့အတွက်စာရေးရမယ်ပြီးရင်စော့တဲ့အချိန်ကတီချယ်တို့တွေဒီကလေးဒီစာပိုင်းမှမဟုတ်ဘူးတခြား physical development
ပြီးလို့ရှိရင် communication တွေ social တွေကောင်းဖို့အတွက်တစ်ပတ်ကို3ရက်မှာတစ်ရက်ကို15မိနစ်လောက်စီ playground ချိန်လေးပေးဖို့လောက်ထားပါတယ်အဲ့ဒါလေးတွေလည်းတေချာလေးသူတို့ဒီ physical ဖွံ့ဖြိုးဖို့အတွက်ဒီချေစုတေချာလေးအချိန်လေးထုတ်ထားပြီးတော့အဲ့လိုမျိုးလေးတွေလည်းလုပ်ပါမယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်